Amore လက်ထက်မှာ United တို့တေချာပေါက် Premier League ဖလားကိုရရှိသွားနိုင်ပါတယ်။ခေါင်းစဉ်ကိုနားထောင်ကြည့်လိုက်ရင်တော့ဟာဒီပဲစေးကြောင်နေရလားတာယူစကားတွေပြောနေတာလားဆိုပြီးထင်သွားနိုင်ပါတယ်။ဒါပေမဲ့တစ်ခုပြန်ပြီးအသိပေးချင်တာကဒီစကားကိုပြောခဲ့တာကကျွန်တော်မဟုတ်ပါဘူး။ Manchester United အသင်းရဲ့ကနဝင်ကွင်းလယ်ကစားမတူအဖြစ်တတ်မှတ်ရမယ့် Owen Hargreaves ကပြောခဲ့တာပါ။ Owen Hargreaves ဟာ United အနေနဲ့ Amore လက်ထက်မှာ Premier League ဖလားရရှိသွားနိုင်တယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အရင်တော့ကအင်္ဂလန်ရဲ့ဘရင်တစ်ပါးလို့ဥရောပအထိပါစိုးမိုးထားနိုင်တဲ့ Manchester United ဟာ Sir Alex Ferguson ခေတ်လုံးမှာတော့အိမ်နိဆန်ဘွားကိုရောက်ခဲ့ရပါတယ်။ဘယ်သူမပြုတ်မိမိမှုဆိုသလိုဒါတွေအားလုံးဟာ Sir Alex Ferguson ခေတ်လုံးမှာ United ရဲ့စီမံခန့်ခွဲမှုတွေဟာအဖက်ဖက်ကနေမှားယွင်းခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။အရင်ကတည်းကငွေမျက်နှာကလွဲရင်ဘာမှမကြည့်တဲ့အသင်းပိုင်ရှင်ရဲ့ဘောလုံးထက်စီးပွားရေးကိုပိုချစ်တဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကြားမှာ Sir Alex Ferguson ရဲ့မျက်နှာတစ်ခုတည်းကြောင့်သာ United ဟာနှစ်ပေါင်းများစွာထိပ်တန်းအသင်းဖြင့်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Sir Alex အနားယူသွားခဲ့ပြီးတဲ့နောက်ပိုင်းနှစ်တွေမှာတော့ United တို့ဘလောက်ထိအခြေအနေဆိုးသွားကလေးဆိုတာအားလုံးလည်းအသိပဲဖြစ်ပါတယ်။ဒီဟာဒီမှာဆိုရင် United ဟာမပေးစရာအဆင့်14နေရာထိရောက်ရှိနေပြီးလက်ကျန်ပွဲစဉ်တွေမှာလည်းပွဲချက်တွေပါဝင်နေတာကြောင့်ထိပ်ဆုံး10သင်းအတွင်းဝင်တော့မှကံကောင်းလို့ဆိုရမှာဖြစ်ပါတယ်။ရလက်ဒီဆိုးရနေတဲ့ Eric Ten ရဲ့နေရာမှာ Amore ကိုခန့်အပ်ခဲ့ပေမဲ့ United ဟာအခုချိန်ထိအခြေအနေဆိုးတွေကနေရုံမထွက်နိုင်သေးဘူးဖြစ်ပါတယ်။ Premier League လို့အမည်ပြောင်းလဲပြီးနောက်ပိုင်း United တို့အမပေးစရာမှာအဆိုးအဆုံးရပ်တည်နိုင်ခဲ့တာကပြီးခဲ့တဲ့ရာသီ Eric Ten လက်ထက်တုန်းကအဆင့်8မှာဖြစ်ပါတယ်။ဒါပေမဲ့ FA ဖလားရောက်နိုင်ခဲ့တဲ့အပြင် Europa League ဝင်ခွင့်မှာရရှိခဲ့တာကြောင့်ပြည်တွင်းအမှတ်ပေးစရာရပ်တည်မှုကမျက်ကွယ်ပြုလို့ရတဲ့အနေအထားမျိုးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီရာသီမှာတော့ဒီထက်ဆိုးတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရပြီး Europa League ဖလားသာမရခဲ့ရင်ဖလားလက်မဲ့ဖြစ်ပြီးအဆင့်10ပြင်ပနဲ့ဇက်သိမ်းရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်း United ရဲ့ကွင်းလယ်ကစားသမားဟောင်းတယောက်ဖြစ်တဲ့ Hargreaves ကတော့ Amore လက်ထက်မှာ United တို့ Premier League ဖလားရရှိနိုင်တယ်ဆိုပြီးအခိုင်အမာပြောဆိုလာခဲ့ပါတယ်။ Hargreaves က United ရဲ့လက်ရှိအနေအထားကိုမြင်တွေ့ရတာစိတ်မကောင်းပါဘူး။ဒါပေမဲ့သူတို့မကြခင်ပြန်လာနိုင်မှာပါ။ United ဟာကြာရှုံးမှုတွေကနေအမြဲတမ်းပြန်လာနိုင်ခဲ့တဲ့အသင်းမှာ Amore ဟာရေးချင်းရှိတဲ့နီးပြတယောက်ပါကျွန်တော်အမြင်အရသူဟာ Sir Alex Guardiola ပေါင်းဆက်ထားတဲ့နီးပြလို့ပြောချင်ပါတယ်။ Sir Alex လို့စီကံတင်းကျပ်ပြီး Guardiola လို့နီးစနစ်ပိုင်းနဲ့ပတ်သက်ရင်ခေါင်းမာလွန်းတာပါ။ United တို့သူ့လက်အောက်မှာအမှတ်ပေးဖလားပြန်လည်စုခိုးသွားနိုင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။လာမယ့်ရာသီမှာတော့ United ဟာတသိန်းလုံးကိုဖြုတ်ထုတ်လဲလုပ်သွားတော့မှာဖြစ်ပါတယ်။အငှားထွက်ကစားနေတဲ့ Anthony, Rashford, Malacia, Sancho တို့ကိုရှင်းထုတ်သွားမှာဖြစ်ပြီးဒီကစားသမားတွေထွက်ခွာသွားမှုကနေပေါင်တန်း80ကနေ100ကြားထိရရှိနိုင်တဲ့အပြင်လောက်ခလာစာပေးချေမှုအပိုင်းတွေလည်းရောကြလာအောင်ပါပါ။မြင်အောင်ပြောမယ်ဆိုရင်ဒီကစားသမား၄ယောက်ထွက်တာနဲ့ United ဟာတပတ်ကိုပေါင်8သိန်းလောက်တက်တာသွားမှာဖြစ်ပါတယ်။ဒါအပြင် Casemiro တို့လောက်ခလာစာမြင့်ကစားသမားတွေတွန်ဟီတန် Ivan, Eriksen တို့လိုတက်ကြီးကစားသမားတွေဟာလည်းအသင်းကနေထွက်ခွာသွားအောင်မှာဖြစ်ပါတယ်။တကယ်လို့ Mason Mount, Luke Shaw, Wyland တို့လိုကစားသမားတွေလည်းအသင်းကနေရှင်းထုတ်နိုင်ခဲ့မယ်ဆိုရင် United ရဲ့ squad depth ကအတော်လေးကိုကောင်းသွားမယ်အပြင်လောက်ခလာစာပေးချေမှုအပိုင်းတွေဟာလည်းတက်တာလာမှာဖြစ်ပါတယ်။ဒီလိုအချိန်မှာ Amore ရဲ့တိုးတက်နေတဲ့ကစားကွက်နဲ့အန်ဝင်ခွင်ကြဖြစ်မဲ့ကစားသမားတွေကိုခေါ်ယူနိုင်မယ်ဆိုရင်တော့မဝေးတော့တဲ့အနာဂတ်မှာ United ပြည်သက်တွေပျော်ရွှင်ရအောင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။